အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့စာအုပ်တအုပ်ကိုညွှန်ပြချင်တယ်ဒီစာအုပ်ကကျမမွေးနေ့မှာကျမလက်ဆောင်ရထားတဲ့စာအုပ်ဖြစ်တယ်ကျမဖတ်တဲ့အခါမှာကျမအတွက်ပညာများစွာကိုရရှိစေတဲ့စာအုပ်ဖြစ်တယ်ဒီစာအုပ်ကိုစာဖတ်ပရိသတ်စာချစ်ပရိသတ်ခေါင်းဆောင်မှုနေရာကိုဥဆောင်နေတဲ့ညီကိုမောင်နှမတွေကိုကျမကဒီစာအုပ်ကောင်းကိုညွှန်ပေးချင်ပါတယ်ဒီစာအုပ်ကစာရေးသူကတော့ John C. Maxwell ဖြစ်ပါတယ် How Successful People Lead ဆိုပြီးတော့ခေါင်းစဉ်ပေးထားပါတယ်အောင်မြင်သောခေါင်းဆောင်မှုဖြစ် Certificate ကမြန်မာဘာသာပြန်ဆိုထားပါတယ်ပန်းဆက်လန်ကနေပြီးတော့ထုတ်ဝေထားတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်မှာဆိုရင်မာတိကာမှာမိတ်ဆက်ခေါင်းဆောင်မှုတရားပုံခေါင်းဆောင်မှုတစ်ဆင့်တစ်ဆင့်ချင်းပေါ်ရှုမြင်ခြင်းအဆင့်1ရာထူးကြီးခေါင်းဆောင်ခြင်းအဆင့်2ခေါင်းဆောင်ခွင့်ပြုခေါင်းဆောင်ခြင်းအဆင့်3စွမ်းဆောင်ရည်ရလက်ဖြစ်ခေါင်းဆောင်ခြင်းအဆင့်4လူကိုပြုစုပြောင်းထောင်ခြင်းဖြင့်ခေါင်းဆောင်ခြင်းအဆင့်5ခေါင်းဆောင်ခြင်းဤအထုထိတ်နိဂုံးဆိုပြီးတော့မာတိကာမှာရှင်းလင်းစွာဖော်ပြထားတာကိုတွေ့ရှိရပါတယ်ဒီစာအုပ်ကစာမျက်နှာ185မျက်နှာရှိပါတယ်ဒီစာအုပ်ကို2025ခုနှစ်ဩဂတ်လကမှာထုတ်ဝေထားတဲ့စာအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်မှာဆိုရင်မိတ်ဆက်မှာစာရေးသူကရေးသားထားတဲ့အရာကိုကျွန်မအနည်းငယ်ကောက်လုပ်ပြီးတော့ဖတ်ပြချင်ပါတယ်တင့်ရဲ့အောင်မြင်မှုယူပါယုံထဲမှာကုမ္ပဏီတစ်ခုပိုင်ဆိုင်ဖို့အစည်းအရုံးတစ်ခုဒါမှမဟုတ်အသင်းဖွဲ့တစ်ခုကိုဖွဲ့ဖို့ဆိုတာပါဝင်နေမယ်ဆိုရင်တင့်ရဲ့ခေါင်းဆောင်မှုတွေကောင်းနေဖို့လိုပါမယ်တင်ကောင်းကောင်းဥမဆောင်နိုင်ရင်တော့တင်အောင်မြင်မှာမဟုတ်ပါဘူးကဘာကြီးပေါ်မှာကောင်းတဲ့တက်ရောက်မှုတွေဖြစ်လာဖို့တင်လှုပ်ဆောင်ခြင်းနဲ့ဆိုရင်ပိုပြီးကောင်းဝင်ထီရအောင်ခေါင်းဆောင်နိုင်ဖို့တင်ယူခြင်းကတင်ကိုအကူအညီဖြစ်စေပါလိမ့်မယ်လို့စာရေးသူကရေးသားထားပါတယ်စာရေးသူကဒီမာတိကာမှာဖော်ပြထားတဲ့အတိုင်းပဲအဆင့်တစ်ဆင့်ချင်းစီကိုသူကခေါ်ဆောင်သွားတဲ့အခါမှာရှင်းလင်းစွာပြအဓိပ္ပာယ်ကိုဖွင့်ဆိုရေးသားထားတာကိုလည်းတွေ့ရှိရပါတယ်ဒီနှစ်ကုန်းကိုကျွန်မအနေငယ်ကောင်းလုပ်ပြီးတော့ဖတ်ပြချင်ပါတယ်ခေါင်းဆောင်မှုခီးကလူတယောက်စီကိုတသက်စာလှုပ်ဆောင်ရမယ့်အရာတွေကိုသင်ယူခြင်းရယူခြင်းပြန်လည်ပေးဆက်ခြင်းဆိုတဲ့တိုးတက်မှုအဆင့်3ရက်နဲ့ခေါ်ဆောင်ပေးသွားနိုင်ပါတယ်သင်ရဲ့ခေါင်းဆောင်မှုခီးမှာသင်ပင်နေရာမှာရှိပါစေသင်ယူနိုင်တယ်များသင်ယူပြီးစင်ဆက်မပြတ်ဆက်လက်သင်ယူနေဖို့ကျွန်တော်အားပေးလိုပါတယ်ရယူခြင်းဆိုတဲ့အဆင့်ကိုသင်ရောက်ရှိလာရင်အဲ့ဒီနေရာမှာပဲရက်မနေလိုက်ပါနဲ့သင်အကျိုးစီးပွားတစ်ခုတည်းအတွက်နဲ့သူတစ်ပါးကိုဦးမဆောင်ပါနဲ့ပြန်လည်ပေးဆက်ခြင်းဆိုတဲ့အဆင့်ကိုတက်လန်းနိုင်ဖို့အတွက်လူတို့ကိုပေးပါသူတို့ဦးဆောင်နိုင်ဖို့သင်ကြားပြသပေးပါဒီအလုပ်ကိုတက်နိုင်သမျှကောင်းကောင်းလုပ်ပါတက်နိုင်သမျှကြကြလှုပ်ဆောင်ပါဒါဟာပြင်စမအဆင့်ခေါင်းဆောင်မှုကိုတက်လန်းနိုင်စေဖို့ခေါင်းဆောင်မှုရဲ့အဆင့်5ဆင့်လုံးကိုတွေ့ကြုံရပြီးအဲ့ဒီအကျိုးကျေးဇူးတွေကိုပြန်လဲဝေမျှနိုင်ဖို့အတွက်သင်ကိုယ်သင်အခွင့်အရေးပေးခြင်းပဲဖြစ်ပါတယ်လို့ရေးသားထားပါတယ်ဒီစာအုပ်ကိုစာရေးသူကဘာသာပေါင်းများစွာဖြင့်နိုင်ငံပေါင်းများစွာကမ္ဘာတဝန်းကဘာသာပြန်ထုတ်ဝေထားတဲ့အမြဲတမ်းရောင်းကောင်းတဲ့စာအုပ်ပဲဖြစ်ပါတယ်စာရေးသူကိုယ်၌ကဒီခေါင်းဆောင်မှုဆိုင်ရာစာအုပ်တွေမှာလူကြိုက်များတဲ့စာရေးသူတစ်ယောက်ဖြစ်ပါတယ်သူကခေါင်းဆောင်မှုမှာကျွမ်းကျင်ပြီးတော့ခေါင်းဆောင်မှုဆိုင်ရာလမ်းညွှန်သင်တန်းပေးသူတူလည်းဖြစ်ပါတယ် John C. Maxwell လို့ပြောတဲ့အခါမှာလူတိုင်းကမသိသူမရှိတဲ့လောက်ပဲဖြစ်ပါတယ်ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးတော့အရေးသားထက်မြက်ပြီးတော့ဥဆောင်မှုမှာလည်းစံနမူနာယူထိုက်တော့စာရေးသူတယောက်ပဲဖြစ်ပါတယ်သူရဲ့အရေးသားတွေကိုဖတ်မယ်ဆိုရင်ကျမတို့အတွက်ခေါင်းဆောင်မှုမှာသင်ခန်းစာများစွာကိုပေးတဲ့စာအုပ်တအုပ်ဖြစ်တယ်ဆိုတာကိုလည်းကျမကညွှန်ပေးချင်ပါတယ်နေပေတီတီကနေပြီးတော့လုပ်ငန်းခေါင်းဆောင်ဥဆောင်နေတဲ့သူပဲဖြစ်စေတာမန်လူတန်းစားမှာပဲပါဝင်နေတဲ့သူပဲဖြစ်နေပါစေလူအများအတွက်အသုံးဝင်အောင်ရေးသားထားတဲ့စာအုပ်ဖြစ်တဲ့အတွက်ကြောင့်မို့မိမိကိုယ်ကိုဥဆောင်နေတဲ့သူတွေအတွက်လည်းအကျိုးရှိစေတဲ့စာအုပ်တအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်ကိုဖတ်ဖြစ်အောင်ဖတ်ကြပါကျမညွှန်ပေးချင်ပါတယ်ကျမတို့သင်ယူမယ်ကျမတို့လ့လာမယ်ကျမတို့စာများများဖတ်ကြမယ်ကျမတို့ရဲ့အနာဂတ်ကိုကျမတို့ကစာဖတ်ခြင်းနဲ့
အချိန်ကုန်ရ next video thank you